ကြောက်တန်းစီးရ3 star စီးဆိုင်ပေါ့ကွယ်အဲ့စီးဆိုင်မှာအဲ့တော့ပိုလိုနှစ်ပလင်းသွားဝယ်လိုက်ခဲ့သူအဲ့ပိုလိုနှစ်ပလင်းကိုဖောက်ပြီးတော့တခါမော့တောက်ပလိုက်ပါလေရောမော်လဲမော့တောက်လိုက်ကောအဲ့ဒီချိန်ကျမှတနာငူတာပေါ့တန်းကိုရမ်းလန့်သွားနားလည်းလောင်ငူဟမ်မတောက်ပါနဲ့ပြန်အထုတ်လိုက်ပါမမျိုးချလိုက်ပါနဲ့ပြန်အချလိုက်ပါအဲ့လိုပြောသူကမျိုးချလိုက်ပြီနင့်ကိုဒီလောက်ပြေဆုံးကချစ်နေတာနေဘာဖြစ်လို့အဲ့လိုမျိုးလောက်ကလဲပြေဆုံးနင့်ကိုတကယ်ချစ်တာပါတင်စားရဲ့အောင်အန်တီတမြင့်တန်းဒီဗီဒီယိုကြည့်ခဲ့လို့ရှိရင်အဲ့ဒီလေးတကယ်ချစ်ပါတယ်ဆိုရပြေဆုံးပါပေါ့နော်ခုဆိုရင်တင်စားထက်ချစ်ရမယ်သူတွေ့သွားပါပြီလို့ဟုတ်ကဲ့အားလုံးမင်္ဂလာဗျာဒီနေ့မှတော့ဒါသူ့ဘောနော်နာတက်လောက်ချစ်တဲ့ယောက်ျားတစ်ယောက်ကနေပြီးဒါ17နှစ်ကြာတော့မှနော်17နှစ်ကြာမှအကြောင်းသက်တာ17နှစ်ကျော်ကြာပြီးတော့မှခရီးတစ်ယောက်ရပြီးတော့မှဒါပေါက်ပြန်သွားတဲ့ပုံမှာတခြားမင်းကြီးတွေလည်းဒါသူ့လိုမျိုးပေါ့နော်ယောက်ျားတစ်ယောက်ကဒါလွယ်လွယ်နဲ့ချစ်တဲ့ပြောတယ်ပေါ့နော်ဒါမယုံကြည်ဘူးဒါပြောပြလာတဲ့ပြီးဖိုင်လေးကိုဒါကျွန်တော်ရဲ့ချစ်ရွှေတွေဒါမြို့သမီးတွေပြောပေါ့နော်ဒါမျိုးလေးရှယ်ရရသေးချင်တဲ့အတွက်ပြန်လည်မျှဝေပေးပါရဗျဒါဆိုကျွန်တော်တို့ဗီဒီယိုပိုင်းလေးကိုရင်ကြည့်လိုက်အောင်ဗျရှင်တို့တင်သားယောက်ျားပြောပြခဲ့ပုံမြင်လေးပေါ့နော်ပုံမြင်အခုတော့ပုံမြင်လေးဖြစ်သွားပြီဆိုတော့ပုံမြင်လေးပေါ့အဲ့ဒါလေးကိုပြန်ပြောပြမယ်နော်တင်သားတို့သမီးသားဖြစ်ပြီးတော့ပေါ့နော်ကျွန်တော်တမန်ဦးဆယ်ထဲမှာအချင်းတွေကြောင့်တင်သားတို့သမီးသားဖြစ်တော့ဆိုဆိုင်ကန်နဲ့တမန်ဦးဆယ်တို့အေရှာဝါလမ်းမကြီးတို့ဒီအေရှာဝါလမ်းမဆိုအဲ့ဒါချစ်သူများလမ်းချစ်သူတွေသွားတဲ့နေရာပေါ့နော်အဲ့နေရာမှာဒီကတမန်ဦးဆယ်မှာချိန်တွေ့တဲ့ခါကျတော့သူတငယ်ချင်းကရွှေဆိုင်ဖွင့်လာဆိုတော့ဒီနောက်စင်တူလက်စုပ်လေးရွှေလက်စုပ်လေးပေါ့နှစ်ကွင်းယူလာပြီးတော့သူတကွင်းတင်တာတကွင်းဝစ်ပေးပြီးတော့တင်တာသူဖုန်းလေးမှာမှီးနေပြီးတော့တင်တာကိုဗာပြောလဲဆိုတင်တာတဲ့အချိန်ကြရင်တဲ့မောင်ကတဲ့တင်တာကမချစ်ဘူးပြောခဲ့လို့ရှိရင်တဲ့မောင်ကတင်တာလက်ပေါ်မှာနေတေးမှာတဲ့သူကအဲ့လိုမျိုးတင်တာကိုပြောခဲ့ပြောခဲ့ချုပ်ွက်ရနော်ချုပ်ွက်လေးဒီတော့လှပါတယ်ချင်းလေချင်းတွေ့ရောပေါ့တင်တာရီလေဖျားလမ်းမှာပေါ့ရီလေဖျားလမ်းမှာမုတ်စားနေနဲ့ချင်းလေချင်းတွေ့လိုက်ပေါ့ဒီနောက်တင်တာသူပြောနဲ့မောင်ဦးလို့တင်တာတကယ်မချစ်ဘူးလို့တင်တာအရင်တင်တာယောက်ျားနဲ့မတွေ့ခင်အရင်ရီးစားရှိခဲ့ဘူးရောကွာရီးစားရှိခဲ့ဘူးရီးစားနေရာမှာမောင်အစားထိုးတာတကယ်မချစ်ခဲ့ဘူးအဲ့ဆိုရင်မောင်မျက်လုံးတက်တက်ကြည့်ပြီးပြောတဲ့အဲ့ဆိုတင်တာသူ့မျက်လုံးတက်တက်ကြည့်ပြီးငါနင်းကိုတကယ်ချစ်တာမို့ငါ့ဤစားနေရာမှာအစားထိုးတာနင်းတေးလေးတေးပြလို့တင်တာအဲ့လိုမျိုးပြောလိုက်ပြောလိုက်ကောသူကဆိုင်ကယ်ပေါ်သူကဆိုင်ကယ်ပါလာတော့ဆိုင်ကယ်ပေါ်တက်ပြီးတစ်လျှောက်ကားကြီးနဲ့ပြေးပြီးတော့တိုက်တယ်လို့လှုပ်လိုက်တာပေါ့ကွယ်အဲ့ဒါလိုကားသမားကြီးကသူ့ကိုဆဲအောင်မင်းတေးချင်းနေလို့လားအဲ့လိုပါဖြစ်တယ်ညာဖြစ်တယ်အဲ့လိုပြောလဲပြောသူတင်တာနောက်ပြန်လာတင်တာလည်းရှိတာပေါ့ရီးပြီးတော့တေးလည်းမတေးရဲပဲနဲ့လို့တကယ်မဟုတ်ဘဲနဲ့ရှောက်ပြောနေအဲ့လိုပြောအဲ့လိုတင်တာမယုံမလန်းတီးရောအဲ့လိုဆိုင်ကယ်ပေါ်ပြန်တက်တယ်ဆိုင်ကယ်ပေါ်ပြန်တက်ဆိုတင်တာဆိုင်ကယ်ပေါ်ပြန်တက်ပြီးတော့အဲ့ကြောက်တန်းစီးရ3 star စီးဆိုင်ပေါ့ကွယ်အဲ့စီးဆိုင်မှာအဲ့တော့ပိုလိုနှစ်ပလင်းသွားဝယ်လိုက်ခဲ့သူကပိုလိုနှစ်ပလင်းလဲဝယ်လိုက်ကုန်အဲ့ပိုလိုနှစ်ပလင်းကိုယူပြီးတော့အဲ့ကြောက်တန်းရဲ့ပန်းချံပေါ့အဲ့ဒီပန်းချံတွေကိုဆိုင်ကယ်ကြီးမောင်းသွားအဲ့ပန်းချံနဲ့လေရောက်ကိုကွယ်အဲ့ပိုလိုနှစ်ပလင်းကိုဖောက်ပြီးတော့တခါမော့တောက်ပလိုက်ပါလေရောမော်လဲမော့တောက်လိုက်ကောအဲ့ဒီချိန်ကျမှတနာငူတာပေါ့တန်းကိုရမ်းလန့်သွားနားလည်းလောင်ငူဟမ်မတောက်ပါနဲ့ပြန်အထုတ်လိုက်ပါမမျိုးချလိုက်ပါနဲ့ပြန်အချလိုက်ပါအဲ့လိုပြောသူကမျိုးချလိုက်ပြီအဲ့လောင်ငူပြီးသူ့ဆိုင်ကမောင်းခိုင်းပြီးတော့အောင်မင်္ဂလာနှစ်လမ်းတွေကတင်လာတော့နေတဲ့အန်တီလေးအိမ်ပေါ့နော်အန်တီတော်မြင့်တန်းအိမ်အဲ့အိမ်ကိုသွားပြီးတော့အန်တီလေးကိုပြောပြပါပြောအန်တီလေးသူများသားသမီးကိုတေသွားရင်နင်းဒုက္ခရောက်မှနေပါလို့သူများအဲ့လိုမျိုးလှုပ်လိုက်တာလဲအဲ့သူရေချိုးကန်တွေကိုခေါ်ပါဇက်ထဲကိုလက်ထိပ်ပြီးတော့အန်ခိုင်းကစုံနီယိုတွေထောင်းပြီးအန်ဒီလေးကတိုက်တင်သားကိုလည်း6တွေနဲ့စောင့်ကန်းဤကုန်းတွေလည်းထုပြီးမြတ်သားသမီးတေဝိုင်းနင်းအမှုပတ်မှာနင်းကိုဒီလောက်ပြေဆုံးကချစ်နေတာနေဘာဖြစ်လို့အဲ့လိုမျိုးလောက်ကလဲပြေဆုံးနင်းကိုတကယ်ချစ်တာပါတင်စားရဲ့အောင်အန်တီတမြင့်တန်းဒီဗီဒီယိုကြည့်ခဲ့လို့ရှိရင်အဲ့ဒီလေးတကယ်ချစ်ပါတယ်ဆိုရပြေဆုံးပါပေါ့နော်ခုဆိုရင်တင်သားထက်ချစ်ရမယ်သူတွေ့သွားပါပြီလို့အန်ဒီလေးကိုပြောပြချင်ပါတယ်အားကြောင့်မို့လေအခုဒီကတော့အဲ့လိုမျိုးချစ်ခဲ့ပြီးချစ်တယ်လို့တော့ပြောလာခဲ့ပြီးွားရေးဆိုတော့အခုဒီလိုမိသားစုတစ်ခုအိမ်အောင်သက်17နှစ်လဲကြာတော့ဒီလိုလုပ်သွားတယ်ဆိုတော့အခုခင်မှာဒီယောက်ျားလေးကိုမှညီမလေးတွေရောအမတွေရောပေါ့နော်ဟိုလွယ်မယုံစေချင်ပါဘူးလွယ်မယုံပါနဲ့လို့ပြောချင်ပါတယ်တကယ်လို့ယောက်ျားလေးတယောက်ကကိုယ့်ကိုချစ်လာခဲ့ပြီးချစ်တယ်လို့လာပြောလို့ရှိရင်လည်းအဲ့ယောက်ျားလေးကအိမ်အောင်ရှိလားလူပြိုလားလူလွတ်လားတခုလားအဲ့လိုမျိုးတေချာစုံစမ်းပြီးတော့
မအဖြေပြန်ပေးပါဟိုကိုသားသမီးတွေကိုမွေးထားတဲ့မိဘတွေကလည်းပေါ့နော်ဟိုကိုသမီးကြိုက်နေတဲ့လူကအိမ်အောင်တယ်လားလူလွတ်လားလူပြိုလားအဲ့လိုမျိုးတခြားမေးပြီးမှပဲလက်ခံပါလို့ပြောချင်ပါတယ်ဘာလို့အခုခေတ်မှာအရန်မဲ့အဲ့လိုအိမ်အောင်ကြီးတွေဖောက်ပြန်နေရလဲအရန်များနော်ပြီးတော့ဟိုနေအပြိုလေးအခုခေတ်မှာတော်တော်များများပါပဲအပြိုလေးတချို့အပြိုလေးဆိုလဲအိမ်အောင်တယ်တွေနဲ့ကြိုက်ကြအဲ့လိုမျိုးတွေရှိကြတော့ကိုတကယ်ချစ်တယ်ချစ်မဲ့လူကိုတကယ်လက်တွဲမယ်လို့တွေးရတဲ့လူဆိုလို့ရှိရင်တတိကျကျစုံစမ်းလေ့လာပြီးမှအဖြေပြန်ပေးပါပြန်ကြိုက်ပါလို့တင်တာပြောချင်ပါတယ်ဘာလို့လဲဆိုတချိန်ကြမှာဒီလိုမျိုးကိုယ့်ဘာကိုနှစ်ယောက်တည်းဘဝမှာအိမ်အောင်ကွဲသွားပြီဆိုတာကကိုလန်းကိုရှောက်သူလန်းသူရှောက်လို့လွယ်တယ်ပေါ့နော်တကယ်လို့သားသမီးရလာပြီဆိုသားသမီးမျက်နှာကိုငဲရတာတမျိုးပြီးတော့သားသမီးလေးတွေမှာဒီအဖေနဲ့ဒီမေရှိရတဲ့နဲ့နှစ်ယောက်လုံးရှိရတဲ့နဲ့ဘယ်သူ့ကိုအဖေခေါ်ဘယ်သူ့အမေခေါ်မှန်းမသိအဲ့လိုမျိုးဘဝမျိုးကိုလည်းမရောက်စေချင်ပါဘူးနော်အဲ့တော့ဒီဖေဒီမေနဲ့ပဲအတူတူအကုန်လုံးရှိစေချင်ပါတယ်အဲဒါကြောင့်မလို့ဟိုတင်လာလို့မျိုးမကြုံအောင်လွယ်နဲ့ညီမလေးတို့အမကြီးတို့မယုံကြပါနဲ့လို့တင်လာပြောချင်ပါတယ်ဒီမှာဆိုရင်ဒါသူရတာဖြစ်စဉ်လေးဝန်တာကျန်တဲ့သူတွေလည်းဒါဘုဒ္ဓရရအောင်ပြန်လဲမျှဝေပေးကြတာပေါ့နော်ဒီမှာတို့ဆိုရင်ဒါသူ့ရဲ့ယောက်ျားနဲ့သူနဲ့ဆိုရင်ဒါပေါင်းလာတာ17နှစ်ပေါ့နော်ဒီနောက်သက်သာ17နှစ်ကျော်ကြပြီဒါသားလေးတစ်ယောက်ရတယ်ပေါ့နော်သားလေးတစ်ယောက်ရတယ်အဲ့ဒီအကူကသူ့သားလေးဆိုနေတာသူတော်တော်ချက်တယ်ပေါ့ချက်တယ်လို့ပြောတယ်ပေါ့နော်ပြီးတော့သူ့ရဲ့မိန်းမကိုလည်းသူတော်တော်ချက်တယ်ချစ်သူဘောကတော့ဆိုရင်ဒါညောင်းလေးသေးသေးလေးကိုးရင်တော့မှပဲဒါသူ့မိန်းမကိုသူကမကူခိုင်းဘူးနော်မကူခိုင်းမှသူကပုံပို့ပြီးကိုးရတယ်အဲ့လောက်ထိအောင်ချစ်ပြတာနော်အဲ့ဒီအကူကဒါကြောင့်မို့လဲဒီအမကနေပြီးတော့ဒါသူ့ကိုဒါအိမ်တော်ဘက်ဖြစ်တာရွေးချယ်ထားတာလို့မြင်ပါတယ်ပေါ့နော်ဒါပေမဲ့ဒါအခုချိန်မှာတော့ဒါဒီအမတဲ့ချစ်တဲ့သူကိုဒါသူအဲ့ဒီအကူကတွေ့ပြီးတော့ဒါအဲ့ဒီနောက်တစ်ယောက်တော့ဒါကောက်ပေါင်လိုက်သွားတယ်လို့ပြောရမှာပေါ့နော်အဲ့လိုမျိုးဖြစ်စဉ်တွေဖြစ်လာပြီဆိုရင်ကျွန်တော်အနေနဲ့ဗာပြောချင်တာလဲဆိုရင်ဒါတော်တော်များများကဒါဆုံးလုံးလိုက်ကြတယ်ပေါ့နော်ဆုံးလုံးလိုက်ကြတယ်ဒါမှမဟုတ်ခွင့်လိုက်ကြတယ်ပြန်လာလို့ရှိရင်တော့ခွင့်ရတယ်ပေါ့နော်ပြန်မလာလို့ရှိရင်တော့ဆုံးလုံးလိုက်ကြတယ်ကြာကြာလေးတော်တော်များများတော့ဒါတော့ပြန်မလာဘူးပေါ့နော်ဒါမရင်ငယ်နောက်ကိုပဲကောက်ပေါင်လိုက်သွားကြတယ်ဒီမျိုးတွေဖြစ်လာပြီဆိုတော့မျိုးသမီးတွေပြောချင်တာဒါလုံးဝမဆုံးလို့ပါနဲ့နော်ဒီလိုမျိုးတွေကိုဒါခွင့်လို့ဆက်လဲအကြောင်းရှိဘူးဆုံးလို့ဆက်လဲအကြောင်းရှိဘူးဒါလုံးဝမဆုံးလို့နဲ့ဒါတရားဝင်ပေါ့နော်တရားဝင်ကြေညာပြအဲ့လိုမျိုးဖြစ်လာပြီဆိုတော့ကိုကသူ့ရဲ့တရားဝင်မိမ့်မဖြစ်ကြောင်းဒါသတင်းစာတွေပိုင်းမှာထည့်ပြီးတော့ဒါသူနဲ့ပတ်သက်တဲ့သူတွေမှန်သမျှကိုဒါလိုက်ပြီးတော့တရားစွဲလို့ရတယ်ပေါ့နော်ဒါတရားစွဲပြီးတော့သူ့ကိုထောင်ချပြတာမှတ်လောက်သားလောက်ရှိအောင်ဒီလိုမျိုးလူတွေကိုဒါဒီလိုမျိုးမှတ်လောက်သားလောက်ရှိအောင်လုပ်ပြီးမှပေါ့နော်ဒါကြံတဲ့သူတွေကလိုက်မလုပ်ရင်ပါပေါ့နော်မဟုတ်လို့ရှိရင်တော့ဒါသူတို့တွေဖောက်ပြန်နေပါပဲနော်ကျွန်တော်စက်ရုံမှာဆိုရင်ရှိတယ်နော်ကျွန်တော်ရန်ကုန်မှာနေတော့စက်ရုံမှာဆိုရင်ဒါမိန်းမနဲ့ယောက်ျားနဲ့နော်မိန်းမနဲ့ယောက်ျားနဲ့တရားဝင်မကွာရှင်းရသေးဘူးဒါတစ်စက်ရုံထဲမှာတူတူလုပ်နေကြတယ်ဒါပေမဲ့လည်းအဲ့ဒီယောက်ျားကတော့အဲ့ဒီစက်ရုံထဲမှာအဲ့စက်ရုံတွေကသူနဲ့ပဲပေါ်တင်ဖောက်ပြန်နော်ပေါ်တင်ဖောက်ပြန်ကျွန်တော်တို့ဆိုရင်ဘေးရကြည့်ပြီးတော့တော်တော်လေးကိုဒါစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်အဲ့ဒီအမအတွက်သူကလည်းအဲ့ဒီမလည်းဒါရိုးအေးတဲ့အတွက်ပေါ့နော်ဒါသူ့ရဲ့ကြောင့်ဘာမှမလုပ်ဘူးကျွန်တော်တို့ရဲ့နှမတွေညီမတွေဆိုရင်တော့အဲ့လိုမလွယ်ဘူးပေါ့နော်ဒါကြောင့်မလို့ဒါမိန်းလေးအနေနဲ့ပေါ့နော်အိမ်တော်ပြုတ်ပြီးသွားရင်တော့မှပဲဒါစိတ်မချရတဲ့လူခက်ကြီးတယ်မှာကိုကအိမ်တော်မပြုတ်ခင်နေရပါတော့ဒါယောက်ျားလေးတစ်ယောက်ကိုတော်တော်များများကကိုယ့်ရဲ့ဘဝတစ်ခုလုံးပေးပြီးချစ်ကြတယ်ပေါ့နော်ဒါကမဖြစ်သေးဘူးအမှန်တကယ်ဆိုရင်ပေါ့နော်ဒါမျိုးကလုံးဝမဖြစ်သေးဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုနဲ့တူတူဒါတစ်သက်လုံးကိုယ့်ရဲ့ကြံရှိနေအိမ်တော်ပြုတ်လိုက်တဲ့ချိန်ကနေကြံရှိနေတဲ့အချိန်အထိတော့ပေါ့နော်ဒါတူတူနေရမယ့်သူတစ်ယောက်ကကိုယ့်ကိုစာနာပြီးတော့ဒါကိုယ့်ဘဝတစ်ခုလုံးစာအတွက်ဒါစိတ်လုံခြုံမှုပေးနေတဲ့ယောက်ျားမျိုးဖြစ်တင်တယ်ပေါ့နော်အဲ့လိုယောက်ျားမျိုးကိုတွေ့မှပဲဒါကိုယ့်ဘဝကိုပုံအပ်ပြီးပေးတင်တယ်အမှန်တကယ်ကတော့ဒါအိမ်တော်လက်မထပ်ခင်နေတာတချို့တော်တော်များများပေါ့နော်လက်မထပ်ခင်တူနေကြတယ်ဒါမျိုးတွေကဒါအခြားနိုင်ငံမှာခက်စားတယ်ဆိုပေမဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေနေနေရတော့ဒါမဖြစ်သေးဘူးပေါ့နော်အဲကြောင့်မလို့မျိုးသမီးတွေဒါကိုယ့်ဘဝကိုတန်ဖိုးထားကြပါသိချစ်ကြတာရွေးချယ်ကြပါလို့ကျွန်တော်ကပြောချင်ပါတယ်ဗျဟုတ်ကဲ့ဗျကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးဒီလောက်ပါပဲဗျကျွန်တော်ရဲ့ဗီဒီယိုကျွန်တော်ရဲ့ channel လေးရောဒါဗီဒီယိုရေးရှင်ဗီဒီယိုလေးဘိုးကြီးရရစဗီဒီယိုလေးတွေဒါပြန်လည်မျှဝေပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးစတဲ့ဆိုရင်ဒါ like and subscribe လေးလုပ်ပြီးတော့ဒီနောက်ဗီဒီယိုတွေကြည့်အောင်လိုက်တာဘေးက notification ခေါင်းလုံးလေးနှိပ်ခဲ့ပြီးပါအောင်ဗျ
ဟုတ်ကဲ့ပါဆုံးဖြတ်လည်းပါကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုရအောင်ကြည့်တင်ပါတယ်ဗျ